one shot ရဲ့ခါမှာ one ပိတ်အောင်လို့တကယ်ပဲ metro တောက်ရမှာလားပေါ့နော်ဒီမေးခွန်းကိုဒေါက်တာလူနာတွေလည်းမေးကြတယ်သူတို့အမှတ်မှားနေကြရလဲရှိလို့ဒေါက်တာရှင်းပြခြင်းလို့ပါအများစုက one shot ပြီဆိုလို့ရှိရင်သူတို့က one ပိတ်စီးလို့ခေါ်တယ် Daigo-D ဆိုတဲ့ one ပိတ်စီးရဲ့သူတို့ metro ရဲ့ကိုသူတို့ကဒါဒီနှစ်ခုက one ပိတ်တဲ့စီးလို့သူတို့အမှတ်မှားနေကြတယ်เนาะတကယ်တော့ Daigo-D ကတော့ one ပိတ်စီးဟုတ်တယ်ဒါပေမဲ့ဒေါက်တာတို့ဒီ one shot တဲ့အခါမှာဒီနောက်ပိုင်းမှာပေါ့နော်ဒီ Daigo-D one ပိတ်စီကိုမသုံးကြတော့ဘူးပေါ့နော်အဓိက one ပိတ်ဖို့ချက်ဒေါက်တာတို့ဓာတ်စားတောက်ပြီးတော့ probiotic တွေတောက်ပြီးတော့ဦးလန်းချောင်းလေးကောင်းအောင်ပြန်လုပ်တာပဲအဖြေဖြစ်တယ် one ပိတ်ဖို့အတွက်ကအဖြေမဟုတ်ဘူးเนาะ one ကတော့တစ်ချိန်မှာပိတ်သွားမှာပဲလေ one short တာရက်သွားမှာပဲဒါပေမဲ့ one short တဲ့အခါမှာဆုံးရှုံးသွားတဲ့ရည်ဓာတ်တွေစားဓာတ်တွေဒါတွေပြန်ဖြည့်မှသာစေးုံတက်ရနှုံကို short ချပေးမှာဒါကြောင့်မို့လို့ one ပိတ်ဖို့ကအဓိကမဟုတ်ဘူးเนาะ one ပိတ်စေးတွေကကြတော့ဒါတို့လေပုံမှန် one short တာမဟုတ်ပဲနဲ့ one ထဲမှာသွေးပါနေတာမျိုးတွေပြီးရင်တခြားအခြေအနေတွေပေါ့နော်ယောဂတစ်ခုခုပေါ့နော်ဒေါက်တာတို့တတ်မှတ်ထားယောဂတွေရှိတယ်အဲ့ဒါတွေရှိတဲ့အခါမျိုးမှာဒီ one base ကိုပေးလို့မရဘူး Daigo-D ကို Lupramide လို့ခေါ်တာပေါ့နော် Daigo-D ဆိုအဲ့ဒီစီကိုပေးလို့မရဘူးเนาะဒါကြောင့်မလို့ရမ်းပြီးတော့တောက်လို့မသင့်ဘူးပေါ့နော်နောက်တစ်ခုကကြတော့ပို့ဆိုးတာ metro တချို့ကကြတော့ metro သူတို့ one base လို့ပါထင်နေရဒီလို metro ဆိုတော့ one base မဟုတ်ပါဘူးเนาะသူက metro ကပိုးသက်ဆေးဖြစ်တယ် antibiotic လို့ခေါ်တယ်ပိုးသက်ဆေးဖြစ်တယ်ပြီးတော့ metro ကိုအဲ့လိုတစ်လုံးလေးတောက်လိုက်ရုံနဲ့လေone ပိတ်သွားမယ် effect ကိုရမှာမဟုတ်ဘူးပိုးသက်ဆေးဆိုတာ metro ကဒေါက်တာတို့တစ်နေ့ကို3ချိန်တောက်ပြီးတော့ယောဂအခြေအနေပေါ်မူတည်ပြီး9ရက်9ရက်ဒေါက်တာတို့အလင်းတင်တယ်လို့ပေါ့နော်အဲ့လိုမျိုးပေးရတဲ့ဆေးမျိုးဖြစ်ပါတယ်ဒေါက်တာတို့ one shot ရယ်ဆိုတာကကြတော့ virus ကြောင့်ဖြစ်တဲ့ one shot တာမျိုးမှာဒီပိုးသက်ဆေးတောက်နေလို့လည်းဘာအဓိပ္ပာယ်မှမရှိပါဘူးเนาะအဲ့တော့ metro ကိုမလိုပါဘူးတောက်ဆရာမလိုဘူးเนาะ